Hello အားလုံးပဲမင်္ဂလာပါ Hair Squad ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးပါမယ်အကြောင်းအရာလေးကတော့ခြာနာအထီးမှဘယ်လိုခွဲရလဲဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးပါဖြစ်ပါတယ်ကျွန်တော်လေးလာကြည့်ရလောက်တီးရလောက်ကတော့ငရမ်းကိုအထီးမှခွဲနေတွေကအများကြီးရှိပါတယ်အဲ့ဒီထဲမှာမအားလုံးလဲမှတ်မိလွယ်အောင်ခွဲရလွယ်အောင်နီးနှစ်နီးကိုကျွန်တော်အခုပြောပြပေးပါဖြစ်ပါတယ်ပထမတနည်းကတော့ဥကောင်းကိုကြည့်ပြီးတော့ခွဲနေပဲဖြစ်ပါတယ်အထီးရဲ့ဥကောင်းပုံစံကတော့ပေါ့ပွားကြီးနဲ့အကြီးဖြစ်နေမှာဖြစ်ပါတယ်ငါးမိုင်ခေါင်းတော့တစ်တစ်တွဲတွဲလေးနဲ့ပိန်ပိန်ရှိရှိလေးကိုတွေ့ရမှာဖြစ်ပါတယ်ဒီနှစ်ကောင်ကိုရှင်ပြီးတော့ကြည့်မယ်ဆိုရင်တော့ငါးထီးရဲ့ခေါင်းကငါးမထီးရဲ့ခေါင်းထပ်ပို့ပြီးတော့ကြီးနေမှာဖြစ်ပါတယ်အခုလိုမျိုးဥစ္စာပေါ့ခေါင်းကြည့်ပြီးတော့ခွဲတာကဒီထီးမှခွဲတဲ့နေရာမှာတော်တော်လေးအသုံးဝင်နေပေါ့နော်ငရမ်းတော်တော်များများမှာအသုံးဝင်တယ်တချို့မျိုးစိတ်တွေမှာကတော့ဒီဥကောင်းပိုင်းကတော့ကြည့်ပြီးတော့ခွဲလို့မရဘူးပေါ့နော်အဲ့ဟာကတော့နောက်တစ်ချက်နဲ့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဒီငါးရည်ရဲ့ one byte ကချက်ကိုပဲကြည့်ပြီးတော့ခွဲနေလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ချက်ကဘယ်လိုမျိုးလေးလဲဆိုရင်တော့ဒီငါးထီးရဲ့ချက်ကပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်တော့သေးတွေ့ပြီးတော့စံစည်းလိုမျိုးလေးပြတော့ပိန်ပိန်ရှည်ရှည်လေးနဲ့တစ်သေးလေးဖြစ်နေမှာပေါ့နော်မမြင်ရဆိုရင်လောက်လေးဖြစ်နေလိမ့်မယ်ငါးမရဲ့ချက်ကကြတော့လုံးဝဝိုင်းဆက်ပြီးတော့အဲ့နားမှာหนีရဲနေမှာပေါ့နော်တိတိတတ်တာယူဟိုပါပေါ့ရှိနေမှာဖြစ်ပါတယ်ဒါကတော့ချက်ပေါင်းနဲ့ခွဲနေလေးပဲဖြစ်ပါတယ်ဒီအထီးမနှစ်ကောင်ကိုရှင်ပြီးတော့ကြည့်မယ်ဆိုရင်တော့တော်တော်လေးတိတိတတ်တာကိုမြင်ရမှာပေါ့နော်ဒီဘယ်လိုမျိုးခွဲလဲဆိုတာကတော့ကျွန်တော်ခုနကပြောပြသွားတဲ့နီးနှစ်နီးကတော့ခွဲရလွယ်တဲ့နီးနှစ်နီးပဲဖြစ်ပါတယ်ကျွန်တော်တို့တစ်ကောင်ချင်းစီရှင်ကြည့်မယ်ဆိုရင်တော့တချို့မျိုးစိတ်တွေပေါ့နော်အဲ့ဟာလေးကတော့ကျွန်တော်တို့အထီးအောင်မှာအနည်းငယ်တော့ပဲကွဲမှာဗျာဒီလားအဲ့ဟာလေးကြတော့ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့နှစ်ကောင်ကိုရှင်ပြီးတော့ခွဲကြည့်တဲ့အခါမှာပဲကျွန်တော်တို့သိရမှာပေါ့နော်အဲ့နှစ်ကောင်ကိုရှင်ပြီးတော့ကျွန်တော်တို့တွဲကြည့်ပြီးတော့မြင်တဲ့ဟာမှာကျွန်တော်အထီးမားဆိုတဲ့ဟာလေးကပို့ပြီးတော့တေးကြတာပေါ့နော်တချို့ဟာတွေကကြတော့လေအထီးနဲ့အမားနဲ့ကကွဲနေနိုင်တယ်ဗျာဘယ်လိုမျိုးလဲဆိုရင်တော့ကျွန်တော်တို့ခုနချက်ပေါက်ကြည့်တဲ့ဟာကအထီးလည်းဖြစ်သွားရင်လည်းဖြစ်သွားနိုင်သေးတဲ့ဟာအမားကြီးလည်းဖြစ်သွားရင်လည်းဖြစ်သွားနိုင်တယ်ခုနကခေါင်းကြီးတယ်လို့ပြောတာအထီးလို့ပြောရင်အထီးလို့ပြောတဲ့ဟာကလည်းအမားလည်းဖြစ်သွားနိုင်တယ်ခေါင်းတွေ့ပြီးတော့အမားဆိုတဲ့ဟာလည်းအထီးဖြစ်သွားနိုင်တယ်အဲ့လိုမျိုးဟာမှာကျတော့ကျွန်တော်တို့ကဘယ်ဟာအထီးတဲ့အဘယ်ဟာမှာလဲဆိုတော့ကျွန်တော်တို့ 100% ပြောလို့မရတော့ဘူးအဲ့လိုမျိုးဟာကျွန်တော်တို့ကငါးသားပေါက်တဲ့အချိန်မှာပဲကျွန်တော်တို့သိရမှာကျွန်တော်အခုတွဲထားတဲ့ဒီရွှေရောင်တွဲစုံဆိုရင်ကျွန်တော်ဆက်စပိုင်းမှာကျွန်တော်မသိဘူးခွဲလို့လည်းမရအောင်ဆက်စရောက်လာမှလည်းကျွန်တော်ခွဲလို့မရအောင်ပေါင်းမတန်လည်းကျွန်တော်သိတာဘာလို့ဆိုတော့နှစ်ကောင်လုံးရဲ့ပုံစံအနေထားဗျာရိုင်းတူလုံးနဲ့ခေါင်းကြည့်လဲနှစ်ကောင်လုံးကအထီးလိုအမလိုပဲချက်ကြည့်တော့လဲအထီးလိုအမလိုပဲဒါမဲ့သားပေါက်ပြီးတဲ့အခါမှာမှဒီငါးမိုင်ချက်ကတော်တော်ကြီးတိတိတတ်တာကြီးအကြီးဖြစ်လာတာပေါ့နော်ဒီငါးသေးရဲ့ချက်ကတော့တိတိတွယ်လေးဖြစ်လာတာပေါ့အဲ့လိုမျိုးအခါမှာဒါနေကျွန်တော်အထီးမဆိုတာသိသွားတာပေါ့နော်ဒါကတော့ကန်ဆန်းရတယ်ပေါ့နော်ကျွန်တော်တို့အချိန်နဲ့ပေးပြီးတော့ကန်ဆန်းရတာပေါ့နော်ခုနလိုမျိုးကတော့ကျွန်တော်တို့ရှိတ်ပုံစံတွေကတော့ကွဲနေတယ်ဆိုရင်တော့ဒါကတော့ကျွန်တော်တွဲထားလိုက်တော့ပို့ပြီးတော့အဆင်ပြေတယ်အဲ့လိုမျိုးပေါ့ဒါကတော့တစ်ကောင်တော့အထီးဖြစ်မယ်တစ်ကောင်တော့အမဖြစ်မယ်ဆိုတော့ဒါကတော့100ခိုင်တော့တေးကြတယ်ဗျဒါပေမဲ့အထီးကဘေးရလဲအမဘေးရလဲဆိုရင်တော့ကျွန်တော်တို့ဘယ်လုံးမပြောလို့မရနိုင်ဘူးပေါ့နော်အဲ့လိုမျိုးခါကျရင်တော့ခုနလိုမျိုးကျွန်တော်ပေါင်းမဲ့အခါမှာပါကျွန်တော်တို့သိရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်အခုပြောပြပေးသွားတဲ့ဒီအထီးမခွဲနေလေးကတော့ဒါကျွန်တော်ရဲ့လေ့လာရတဲ့လောက်သိရတဲ့လောက်အထီးမခွဲနေလေးပါတော့ပေါ့နော်မမေ့အလွယ်ဆုံးနဲ့ခွဲရအလွယ်ဆုံးအထီးမခွဲနေလေးပေါ့နော်ကျွန်တော်ဒါကတော့ခုနပြောသွားတဲ့အထီးမခွဲနေလေးကကျွန်တော်လေ့လာရတဲ့လောက်သိရတဲ့လောက်ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့လောက်အထီးမခွဲနေလေးပေါ့နော်တခြားလူတွေအမြင်မှာလည်းတခြားခွဲနေလေးရှိမှာပေါ့နော်ကျွန်တော်လည်းအဲ့အားတော့သူတို့ဘယ်လိုခွဲလဲဆိုတော့ကျွန်တော်လည်းမသိပါဘူးခုနဟာပြောရတဲ့ဟာကတော့ကျွန်တော်အထီးမကိုယ်တိုင်ခွဲခဲ့တဲ့နေလေးပဲဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေသွားလောက်ကြမယ်လို့လည်းထင်ပါတယ်အဲအားကြောင့်အခုဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်